သူကမမြင်သင့်တာတစ်ခုကိုမတော်တဆမြင်သွားခဲ့တယ်အဲ့ဒါနဲ့ရှက်ရမ်းပြီးတစ်ခုခုပျောက်သွားတယ်လို့မျက်လုံးထဲတစ်ခုခုဝင်သွားတယ်လို့ပြီးမျက်လုံးကိုပုတ်နေလိုက်တယ်ဒါပေမဲ့သူထေးကမြင်ဖြစ်အောင်မြင်သွားပြီးဘာတွေ့လိုက်တာလဲလို့မေးတော့ဘက်ဘလူးကလမ်းမှာတကိုးကြီးတစ်ပင်တွေ့လို့လှမ်းရှူကောင်းလိုက်တာပါလို့လိန်ဖြောလိုက်တယ်ဒါကိုကြားတော့အမေရိကန်ကနေပြန်ရောက်စားသူထေးနဲ့သူထေးကတော့တို့ကယုံသွားကြတာပေါ့သူတို့နှစ်ယောက်ကိုလိုက်ပို့ပြီးသားနဲ့သူထေးကားကိုယူပြီးရွာကိုတန်းမောင်းသွားတယ်ရွာရောက်တော့ကားအကြီးကြီးမောင်းနေတယ်ဆိုတာလူတိုင်းသိအောင်ကားဟုံးကိုတက်လက်ဆက်တီးပြတော့တာပဲအိမ်ရောက်ချင်းမဲ့သူအမူအရာတွေပြောင်းသွားတယ်ဒါပေမဲ့အဘွားဖီသူကတော့ပိတ်ဆံတွေအများကြီးရှာနိုင်ပြီးအိမ်ကိုပိတ်ဆံမပို့ရကောင်းလားဆိုပြီးစူပုချင်းမောင်းတော့တယ်သူပိတ်ဆံထုတ်ပေးလိုက်တော့မှအဘွားဖီသူရဲ့အမူအရာကချက်ချင်းပြောင်းသွားတယ်အဘွားကသူ့အတွက်မိန်းကလေးတယောက်ဟာကြည့်ထားပေးတယ်လို့ပြောတယ်ဘက်ဘလူးကတော့သူ့အဖေနဲ့အကိုလိုမိသားစုဝင်းထုတ်ဝင်းဖို့အောက်မှာမနေချင်တာနဲ့ဒီကိစ္စကိုသဘောမတူပဲရွာကနေထွက်ပြီးသူထေးစီပြန်အလုတ်စင်သူထွက်လာခဲ့တယ်တနေ့သူထေးလို့အတွက်လက်ဖက်ရည်သွားပို့တော့သူရဲ့အပြုတ်အမူကြောင့်သူထေးကတော့ကစိတ်ဆိုးသွားတယ်သူရဲ့သွားဝါတာတွေကတွင်နဲ့နန်းတာတွေကလူတိုင်းကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ပြောလိုက်တယ်ကိုတန်ရှင်းတယ်လို့ထင်ထားတဲ့ဘက်ဘလူးခမအတွင်းစိတ်ထွေးခိုက်သွားတယ်ကိုသွားကိုပြန်ကြည့်ပြီးသူ့ကိုသွားတိုက်နီးတောင်တင်မပေးခဲ့တဲ့အဖေဖြစ်သူကိုပါစိတ်နာသွားတယ်တနေ့တော့သူထေးတို့မွေးနေ့ရောက်လာတယ်သူမကမူးမူးယူးယူးနဲ့ကားကိုကိုယ်တိုင်မောင်းရကနေရုတ်တရက်ကလေးမလေးတယောက်ကိုဝင်းတိုက်မိသွားပါလေရောသူထေးတို့လင်မယားကရဲခေါ်ချင်းပေးမဲ့ဘက်ဘလူးကလက်မခံပဲကားကိုမောင်းထွက်ခဲ့တယ်ဘယ်သူမှတိုက်ချက်မဖွင့်လောက်ဘူးဖွင့်ရင်လည်းရဲကဂယုဆိုင်မှာမဟုတ်ဘူးလို့သူတွေးခဲ့တာကိုနောက်နေ့မနက်ကျတော့သူထေးအဖေကသူ့ကိုမိသားစုဝင်တယောက်လိုပဲဆိုပြီးချီးကျူးတယ်ဒါပေမဲ့သူထေးရဲ့အကိုရောက်လာပြီးစာရွက်ထုတ်ပေးတယ်အဲ့ဒီစာရွက်ထဲမှာတိုက်ချက်ဖွင့်လာခဲ့ရင်အပြစ်အလုံးကိုဘယ်ဘလူးကပဲယူရမယ်လို့ရေးထားတယ်ဘက်ဘလူးယုံတော့မယုံနိုင်ဘူးသူတစ္ဆာရှိမှုတဲ့ဆူလပ်ကဒီလိုတဲ့လားအဆိုးဆုံးကတော့အဲ့ဒီစာရွက်မှာသူ့အဖွားကလက်မှတ်ထိုးပြီးနေပြီဆိုတာမြင်လိုက်ရတဲ့အချိန်ပဲစိတ်ပြက်လက်ပြက်နေပဲဘက်ဘလူးလည်းလက်မှတ်ထိုးလိုက်ရတယ်အဲ့ဒီနောက်ပိုင်းသူနေတိုင်းကြောက်လန့်ပြီးနေရတယ်ရဲဒီဖမ်းမလားခလီမလီရဲ့မိသားစုကပဲလာတတ်မလားဆိုပြီးပေါ့15ရက်လောက်ကြာတော့သူထီအဖေကသူ့ခြေထောက်ကိုနှိပ်ခိုင်းရင်စကားဆလာပြန်တယ်အဲ့ဒီအချိန်မှာပဲသူထီကတော့ရောက်လာပြီးမျက်မြင်သက်သေမရှိလို့ရဲကအမှုပိတ်ရိုက်ပြီးဆိုတဲ့အကြောင်းလာပြောတယ်ဘက်ဘလူးတပ်ပြင်းချတိုင်းသွားတယ်ဒါပေမဲ့သူထီကသူ့မကောတွန်းထုတ်လိုက်တယ်အမေရိကန်မှာကြောင်းကတ်ခဲ့တဲ့သူထီကတော့ကသူ့ရောက်ခမရဲ့စကားတွေကိုတီးမခံနိုင်တော့ပဲအိမ်ကနေဆင်းသွားဖို့ဆုံးဖြတ်လိုက်တယ်အိမ်ကထွက်လာရင်ဘက်ဘလူးကိုဒေါ်လာ1000ပါတဲ့စာအိတ်တအိတ်ပေးခဲ့တယ်ဘက်ဘလူးကဒါဟာထုလုပ်ရက်တွေအတွက်အဖို့အခပဲလို့ထင်ခဲ့ပြီးမိမထွက်သွားလို့ဒေါ်တာထွက်နေတဲ့တထေးကဘက်ဘလူးကိုရိုက်နှက်တယ်အဲ့ဒီတော့မှဘက်ဘလူးနားလဲသွားတယ်အပြန်ပန်းကပညာတတ်လို့ထင်ရတဲ့တထေးကတကယ်လက်တွေမှာဘလို့ပုံစံလဲဆိုတာကိုပေါ့စင်ရတာတယောက်ကဘလို့ပဲသစ္စာရှိပါစေလူချမ်းသာတွေကတော့ဘလို့မှတန်းတူမဆက်ဆံဘူးဆိုတာသဘောပေါက်သွားတယ်အဲ့ဒီနောက်ပိုင်းဘက်ဘလူးဟာတထေးပိုင်ဆန်တွေကိုဖြည်းဖြည်းချင်းခိုးယူလာတော့တယ်ကားပြန်ခါဖို့တောင်းတာတို့စီခိုးထုတ်ပြီးပြန်ရောင်းတာတို့ညဘက်ခိုးပြီးတက်ကစီဆွဲတာတို့လုပ်လာတယ်အခုတော့သူ့လည်းကိုယ့်အတွက်ကိုကြည့်တက်လာပြီလေနောက်တော့သူ့ကိုအလုပ်ဖြုတ်ပြတော့မယ်ဆိုတာသိလိုက်ရတယ်အဲ့ဒီမတိုင်ခင်တခုခုလုံးမပေးမယ်လို့သူတွေးတယ်တနေ့လာနေ့ညကြရင်ဝင်ကြီးကိုလပ်ထိုးဖို့တထေးကပိတ်ဆန်4သိန်းတဲသွားမယ်ဆိုတဲ့သတင်းကိုသူရလိုက်တယ်အဲ့ဒီအချိန်မှာပဲရွာကတူးလေးရောက်လာပြီးအဖွားပေးလိုက်တဲ့စားကိုလာပေးတယ်စားထဲမှာသူ့ကိုအိမ်ထောင်ပြုတ်ဖို့ဖိအားပေးထားပြန်တယ်အခုချိန်မှာဒီမိသားစုနဲ့လုံးဝအဆက်ပြတ်ဖက်မှရတော့မယ်ဆိုတာဘက်ဘလူးခန်းစားလိုက်ရတယ်တနေ့တော့သူ့တူကိုတရိတ်ဆန်ယုံလိုက်ပို့တယ်အဲ့ဒီမှာရှားပါးနဲ့ကြားဖြူတကောင်ကိုမြင်လိုက်ရပြီးသူလည်းကြီးကျယ်တဲ့အရာတစ်ခုခုကိုလုံနိုင်တယ်ဆိုတာအသိဝင်သွားတယ်အဲ့ဒီညမှာပဲပလင်းတစ်လုံးကိုရိုက်ခွဲအကွဲစားကိုအစ်ကထဲထည့်ပြီးတထေးနဲ့အတူထွက်လာခဲ့တယ်လမ်းဘေးတနေရာမှာတထေးကားပေါ်ကဆင်းတဲ့အချိန်ကိုစောင့်ပြီးဘက်ဘလူးကသူ့ကိုတတ်ပိတ်ဆန်4သိန်းနဲ့အတူထွက်ပြေးလို့မြောက်သွားခဲ့တယ်သူကသူဖြစ်သူနဲ့အတူဘန်ဂလိုကိုရောက်သွားပြီးတလလောက်ပုံနေခဲ့တယ်အဲ့ဒီနောက်ရဲကိုလာထိုးပြီးကြားဖြူတက်ကစီဝင်ဆောင်မှုဆိုလဲနာမည်နဲ့ကိုပိုင်လုပ်ငန်းထောင်လိုက်နိုင်တယ်အခုတော့သူဟာသူ့ဘဝရဲ့သခင်တယောက်ဖြစ်သွားခဲ့ပါပြီ